ကျွန်တော်စီကိုစနေနေ့ညနေဆောင်လေးမှာနာမည်မှာဗုဒ္ဓဟူးနဲ့စပြီးတော့ဗုဒ္ဓဟူးနဲ့ဆုံးတဲ့အမျိုးသမီးတစ်ယောက်ကျွန်တော်စီကိုဘေးတင်လာပြီးတော့မေးပါတယ်သူလာမေးတဲ့အခါဒီစနေနေ့စနေအခါဖြစ်ပါတယ်စနေအခါတောရီအခါဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်စနေတိုင်းကိုထူလိုက်ပြီးတဲ့အခါကျတော့ဗုဒ္ဓဟူးအစာဗုဒ္ဓဟူးအဆုံးဆိုတဲ့နာမည်ကိုကျွန်တော်ရေးလိုက်ပါတယ်အဲ့ဒီမှာသူကျွန်တော်စီကိုလာတာဒီလူ3ယောက်ဖြစ်ပါတယ်အဲ့ဒါနဲ့ကျွန်တော်ကြိုးဆွဲလိုက်တဲ့အခါမှာအခုလိုမျိုးလေးပြောမှဆိုလို့ရှိရင်ပန်းရကြိုးလေးရပါတယ်ယေရှုဌာနကနေပြီးတော့စတူယန်ဌာနကိုဆွဲလိုက်တာဖြစ်ပါတယ်လာမေးတဲ့အမျိုးသမီးဒီဗုဒ္ဓဟူးသမီးဖြစ်တယ်လာတဲ့အခါမှာ3ယောက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကစနေတိုင်းကိုထူထားပြီးသားဖြစ်တယ်တောရီတိုင်ကိုထူထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီမှာဗုဒ္ဓဟူးနဲ့စပြီးတော့ဗုဒ္ဓဟူးနဲ့ဆုံးတဲ့ဗုဒ္ဓဟူးသမီးဘေးရင်လာမေးတဲ့အခါမှာကျွန်တော်ဟာပြင်စပွက်အောင်မြင်ခြင်းကိုကျွန်တော်ဟာမှတ်သားထားပြီးသားဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်နမိတ်ကိုရှာတဲ့အခါကျတော့လူ3ယောက်ဆိုတဲ့ကျွန်တော်နမိတ်ကိုရတာဖြစ်ပါတယ်အဲ့တော့ဘေးရင်ဟောတော့မယ်ဆိုရင်ကျွန်တော်တို့ဒီ1နမိတ်နဲ့ဟောရင်ဟောမဟောဘူးဆိုရင်ကျွန်တော်တို့ကနာမည်နဲ့ဟောတခါတလေကြလို့ရှိရင်နမိတ်ကောနာမည်ရောနှစ်ခုစလုံးကိုကျွန်တော်တို့ကကင်ပြီးတော့လေဟောလို့ရပါတယ်ဒီအဟောမှာဆရာကြီးကျမဘေးရင်လာမေးကြလို့ပါအဲ့သူလာမေးတဲ့အခါဒီပန်းရကျိုးအတက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူမေးခြင်းနဲ့မေးခွန်းဘာဖြစ်မလဲဆိုတာကိုဘေးရင်ဆရာရဲ့ထုံးစံတိုင်းအဖြေရှားတာဖြစ်ပါတယ်အဲ့ချိန်မှာကျွန်တော်ပြောလိုက်တယ်အမလာတာနော်အမလာတာဒီမူလအလေချဖြစ်တဲ့စနေသားအတွက်သို့မဟုတ်အမအိမ်တော်ကြီးကိစ္စအတွက်လာတာဖြစ်တယ်မှန်ပါတယ်ဆရာအမလာတာဒီအိမ်တော်ကြီးကိစ္စကိုလာပြီးတော့မိတာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အမရဲ့အိမ်တော်ဘက်နေနဲ့ပြောပါလို့ပြောတော့စနေသားလို့ပြောပါတယ်ဒါဆိုရင်ကျွန်တော်ပြောလိုက်တယ်အမရဲ့အိမ်ထောင်ဘက်ကအမလူချင်နေတဲ့ပုံစံမျိုးတော့မရှိဘူးလို့ကျွန်တော်ပြောပါတယ်ဘာကြောင့်လဲဆိုတဲ့အခါကျတော့စနေသားဒီမူလအလေအချာမှာရောက်ရှိနေတာဖြစ်ပါတယ်ကျိုးတဲ့ဒီဖြစ်စီကျိုးဇောက်ထိုးပဲဖြစ်နေပါစေမူလအလေချာကိုရောက်နေတဲ့အခါမှာသူ့ရဲ့ဖိဘတ်အခါတိုင်းရဲ့အင်အားအခါတိုင်းရဲ့ပြောမှဆိုလို့ရှိရင်အခါအားကတော့ဖြင့်သူ့ရဲ့အပေါ်မှာပါဝင်ပတ်သက်နေဦးမှာဖြစ်ပါတယ်ဒီနေရာမှာဘေဒင်ဆရာတယောက်အနေနဲ့ညံလင်ရမယ်စကားလေးတစ်ခွန်းကိုပြောပြချင်တာကဘေဒင်မေးတဲ့ပုံကိုယ်တွေဟာကြွယ်ဝနေတဲ့ချမ်းသာနေတဲ့အောင်မြင်နေတယ်ဆိုရင်ဘယ်တော့မှဘေဒင်မမေးပါဘူးဘေဒင်လာမေးပြီဆိုလို့ရှိရင်လည်းသိကြတဲ့အဆင်မပြေလို့အခက်အခဲဖြစ်လို့အကြောင်းတစ်ခုခုရှိလို့ဒါလည်းဘေဒင်လာပြီးတော့မေးတာဖြစ်ပါတယ်ဒါဟာဘေဒင်ဆရာတိုင်းသိရမယ်ရှုပ်ဝက်ချက်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ဒီရှုပ်ဝက်ချက်ကကျွန်တော်ဆရာသမားတွေကတေးသေးချာချာလက်ပွန်းတရီးနဲ့လက်ထပ်ပြီးတော့သင်ကြားပူဇော်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့နားလည်နေတယ်လို့ပြောရမှာဖြစ်တယ်အဲ့အတွက်ကြောင့်ကျွန်တော်ကံကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်အမကိုပြောလိုက်တယ်အမအမျိုးသားစနေသားဒီအခုချိန်မှာသူဘာပဲလှုပ်ချင်သူဘာပဲလှုပ်ချင်လုံးဝလှုပ်လို့မရဘူးသူဒီအချိန်မှာစီစဉ်ထားတဲ့အရာတွေပြင်ဆင်ထားတဲ့အရာတွေအကုန်လုံးဘယ်တော့မှဖြစ်မလာစေရဘူးအာမခံတယ်အဲ့ခါကျတော့အမအနေနဲ့အမဒီအိမ်ထောင်ရေးမှာအမရဲ့အိမ်ထောင်ရေးမှာဘယ်လိုမျိုးပြဿနာတွေပဲဖြစ်နေပါစေအထူးသဖြင့်အမကိုဘယ်လိုပဲဆွဆွဲနေပါစေအမနဲ့လမ်းခွဲမယ်ဆိုတဲ့စကားလုံးတွေဘယ်လောက်ပဲပြောနေပါစေအမတို့အိမ်ထောင်မကွဲဘူးလို့ကျွန်တော်ဟောခဲ့ပါတယ်အဲ့လိုဟောတဲ့အခါမှာအဲ့အမဖြစ်တဲ့ပုဂ္ဂိုလ်ကကျွန်တော်အလွန်အင်မတန်မှကိုကျေးဇူးတင်ပါတယ်သူဘေဒင်ဆရာအများကြီးစီမှာသွားပြီးတော့ဘေဒင်မေးခဲ့ပြီးသွားပြီပိုက်ဆံနေအများကြီးကုန်ကြပြီးသွားပြီကျွန်တော်စီကိုလာတဲ့အခါမှာကျွန်တော်ဘတ်ငွေ250ပဲယူရတယ်အဲ့ချိန်မှာသူလိုချင်တဲ့အဖြေကိုလည်းရပြီးတော့ယနေ့ချိန်ထိသူလင်မယားမကွဲအောင်ကျွန်တော်အကောင်းဆုံးကူညီပေးထားပါတယ်ဆိုတော့အင်္ဂဝိဇ္ဇာပညာမှာနမိတ်ကိုသာကောင်းကောင်းမွန်မွန်လေးရှာတတ်သွားပြီဆိုရင်ဘီရင်ဟောရတာတော်တော်လေးကိုလွယ်ကူတယ်ပြီးရင်အရန်လဲအားရစရာကောင်းတဲ့ဟောချက်တွေဟောကွက်တွေအဘဆရာကြီးဒေါက်တာမင်းသိန်းခိုင်ရဲ့စကားနဲ့ပြောမယ်ဆိုလို့ရှိရင်မမေးခင်ကဖြေနေသည်ဆိုတဲ့ဟောကွက်မျိုးဟာဒီလိုဟောကွက်မျိုးဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ကအင်္ဂဝိဇ္ဇာဗီဒီယိုပညာရက်ကိုတေချာစနစ်တကျအသေးစိတ်သင်ပေးတဲ့ဆရာကိုဘိုကိုဒီကနေပြီးတော့ကျွန်တော်ကာရဝပြုပါတယ်